ကျွန်တော်မရှိမြအားလုံးပဲမင်္ဂလာနံနက်ခင်းလေးပါလို့နော်ရေးထားတဲ့ software လေးရပါပြီလို့နော်17နာရီ12နာရီ3နာရီ4နာရီခွဲlive တိုင်းတွေကိုကြည့်ဖို့အတွက်ပေါ့နော် live တိုင်းတွေကြည့်ဖို့အတွက်Thailand 2D live ပေါ့နော် software လေးရေးထားတာပြီးပါပြီပေါ့နော်အကြောင်းသေးစုံလေးနဲ့လှပလေးလုပ်ပေးထားပါတယ်download လုပ်ဖို့ကတော့ Telegram မှာလည်း link ချပေးထားပါတယ်ပေါ့နော် link ချပေးထားတယ်ပြီးတော့TikTok တို့ဘာလို့မှလည်းကျွန်တော် link ချဖို့အတွက်အဆင်မပြေသေးလို့ရလို့ရှိရင်တော့ချပေးမယ်နော်CV မှာလာပြီးတော့ယူခြင်းလဲယူပေါ့နော်အခုတောင်းပုံတောင်းနည်းလေးအရင်ပြောပြမယ်ပေါ့နော်link ထဲကိုအရင်ဝင်လိုက်ပါဝင်လိုက်ရင်ဒီမှာတောင်းမဲ့ site ပေါ်လာတယ်ပေါ့နော် Telegram ပဲဖြစ်ဖြစ် TikTok ပဲဖြစ်ဖြစ်ဝင်လိုက်လို့ရှိရင် तू က browser ကိုတန်းသွားတာမဟုတ်ဘဲနဲ့ तू ရဲ့မူရင်း app ထဲမှာနော် play ဟိုပြောရမယ်ဆိုမူရင်း app ထဲမှာပဲဒီလိုကပေါ်နေတာပေါ့နော်ဒါ website တွေကိုဝင်သွားတာမဟုတ်ဘူး Chrome ထဲကိုဝင်သွားတာမဟုတ်အဲ့တော့ကျွန်တော်တို့က TikTok ထဲမှာရောက်နေသည်ဖြစ်စေ Telegram ထဲမှာရောက်နေသည်ဖြစ်စေကျွန်တော်တို့ကဒီညာဘက်ပေါ်ကအစက်လေး30ကိုနှိပ်ပြီးတော့ open in ဆိုတာလေးရှိတယ်ပေါ့နော်တချို့ဖုန်းတွေကြတော့အမျိုးအစားမတူဒီအောက်မှာ open with Chrome browser တို့ဘာလို့ဆိုပြီးတော့ပုံစံမျိုးနဲ့ပေါ်တယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့အဲ့ဒါကိုတစ်ချက်နှိပ်ပေးလိုက်ဒါဆိုရင် browser တွေကိုChrome browser တွေကိုရောက်သွားလိမ့်မယ်ပေါ့နော်ရောက်သွားပြီဆိုလို့ရှိရင်အဲ့မှာကျွန်တော်တို့စတောင်းမယ်ပေါ့နော်ဒီမှာ install app ဆိုတာကိုစပြီးနှိပ်လိုက်ပါနှိပ်လိုက်လို့ရှိရင်သူက download ဆွဲမှာပေါ့နော်ဒီမှာ download anyway ဆိုတာကိုနှိပ်ပေးလိုက် download ဆွဲမယ်ဆို download ကျွန်တော်တို့စဆွဲနေပြီမြန်ပါတယ်ပေါ့နော်ပြီးသွားပြီဒီမှာ download ဆွဲပြီးပြီဆိုတော့ကျွန်တော်တို့ကဒီမှာအစက်လေး30ကိုနှိပ်ပြီးတော့ခုန download ဆိုတဲ့ file နဲ့ကိုဝင်ပါမလိုက်လို့ရှိရင်ခုန download ဆွဲထားတဲ့တွေ့ပါပြီအဲ့ဒီဟာကို install တင်ပါမယ်ကျွန်တော်တို့နှိပ်လိုက်ပါနှိပ်လိုက်တဲ့အခါကျတော့တချို့ Chrome browser တွေမှာဒီ install လုပ်ဖို့ပိတ်ထားတာဖြစ်တယ်ကျွန်တော်တို့သွားအရင်ဖွင့်ပါမယ် setting ထဲကိုသွားပါပြီးတော့ဒီမှာ permission ကိုတရားလေးကိုအမှန်ချစ်ပေးလိုက်ပါအမှန်ချစ်ပေးလိုက်တာနဲ့သူက install တန်းလုပ်ဖို့ပြောပါတယ်အဲ့တော့ install ဆိုတာကိုနှိပ်လိုက်ပါဒီလိုလေးပေါ်လာပါတယ်ပေါ်လာတဲ့ခြားကြဒီမှာမြားလေးရှိပါတယ်မြားလေးကိုအောက်ကိုဆွဲချလိုက်ရင်install anyway ဆိုတာပေါ်လာလိမ့်မယ်အဲ့ဒီဟာလေးကို okay ကိုသွားမနှိပ်ကြဘူးเนาะဒီကိုသွားမယ်အဲ့ဒါလေးမြားလေးနှိပ်လိုက်ရင် install anyway ဆိုတဲ့စာကြောင်းလေးဒီမှာဒါလေးပေါ်လာပါတယ်ပေါ့နော်အဲ့ဒီဟာလေးကိုနှိပ်လိုက်ပါနှိပ်လိုက်လို့ရှိရင်ကိုဖုန်းရဲ့ password သုံးဖို့ तू က fingerprint ရှိရင် fingerprint ရိုက်ထည့်လိုက်password ရှိရင် password ရိုက်ထည့်ကျွန်တော်တော့ password ဆိုတော့ password ရိုက်ထည့်ပါမယ်နော်ဆိုတော့password ရိုက်ထည့်လိုက်ပါပြီဖုန်းရဲ့ password ပါ password ဘယ် password လဲမသိဖြစ်နေမှာဆိုလို့ဖုန်းမှာခံထားတဲ့ password ပါမခံထားရင်တော့လည်းထည့်စရာမလိုပါဘူးဒီမှာအဲ့ဒါဆိုရင်ဒါ done ပေါ့နော်ကျွန်တော် done ကိုနှိပ်လိုက်ပြီ password ထည့်ယူပါပြီဆိုတော့ install စတင်နေပါပြီpermission ဖွင့်ပြီးသားဖုန်းတွေကတော့ Chrome မှာ software တွေ download တဲ့လူတွေကတော့ permission ဖွင့်ပြီးသားဆိုဖွင့်ပေးစရာမလိုဘူးပေါ့နော် install anyway နှိပ်ပြီးတော့တန်းပြီးတော့ install တင်ရုံပဲပေါ့နော် install စလုပ်နေပါပြီဒါဆိုပြီးသွားပါပြီနော်တခါတန်းဖွင့်ကြည့်အောင်ပေါ့နော် software အနေထားပါညာတာတကားပေါ့နော် permission တောင်းလာပါပြီအလောင်းပေးလိုက်မယ်ပေါ့နော်ရပါပြီနော်ရပါပြီဘာဒီပါမယ် menu ခရုတ်နေလိုက်ရင် donate လုပ်လို့ရပါတယ် Telegram channel ကိုလာခြင်း Telegram channel တန်းလာလို့ရပါတယ် Time Store ဈေးကွက်တိုက်ရိုက်ကြည့်လို့ရပါတယ် software update ကတော့ကျွန်တော် Telegram channel နဲ့ပဲ join ပေးထားတာဖြစ်တဲ့အတွက် update ရှိရင် Telegram channel မှာပဲတင်ပေးထားပါမယ်ကဲအားလုံးပဲလောက်ဆိုအဆင်ပြေကြပြီထင်ပါတယ်နော်